မင်္ဂလာပါညီကိုတွေဒီနေ့တည်င်းကောင်းအရင်ပြောမယ်တည်င်းကောင်းရဲ့နောက်ကွယ်မှာတည်င်းဆိုးလေးနည်းနည်းလေးပါတယ်အဲ့ဒီတော့ဒီဗီဒီယိုဖိုင်လေးကိုတဦးတယောက်ချင်းစီဆုံးအောင်ကြည့်မယ်ဆုံးအောင်နားထောင်မယ်ပြီးရင်တယောက်တစ်ခေါက်စီလောက်ဝိုက်ချစ်ပေးပါအရေးကြီးလို့ရခိုင်ပြည်နယ်ကြောက်ဖြူမှာရခိုင်တပ်တော် AA ကတရုတ်စီမံကိန်းကိုဘုံဖောက်ခွဲလိုက်တယ်အဲ့ဒီဘုံဖောက်ခွဲပြီးတဲ့နောက်ပိုင်းမှာတရုတ်လူမျိုး220ကျော်ကိုလည်းဖမ်းဆီးထိန်းသိမ်းထားတယ်တရုတ်နိုင်ငံကကြောက်ဖြူမှာရှိတဲ့အလုပ်သမားတွေတရုတ်နိုင်ငံသားအလုပ်သမားတွေကိုလာကြိုတဲ့လေရင်တစ်စီးကိုလည်းပဲဖမ်းပြီးတော့ထိန်းသိမ်းထားလိုက်တယ်ပြီးရင်မအားလာကိုရခိုင်တပ်တော် AA ကစာတစောင်ထုတ်တယ်အာနာကိုလွှဲမပေးဘူးဆိုရင်ဖမ်းဆီးထားတဲ့စစ်တီတွေရောဗိုလ်ချုပ်ဗိုလ်မှူးတွေအပါဝင်တရုတ်လူမျိုး220ကျော်ကိုပါတတ်ပြစ်မယ်ဆိုပြီးတော့စာတစောင်ထုတ်တယ်အဲ့ဒါကိုတရုတ်တွေပါလာပြီဆိုတော့မင်းအောင်လေကအကြံပက်ဆွဲစာနဲ့သူ့ပထွေးတရုတ်နဲ့ပေါ်ပြီးတော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကိုငင်းချမ်းရေးဆွေးနွေးမယ်ဆိုပြီးတော့တရုတ်ပြည်ကိုခေါ်ပြီးတော့တရုတ်ကမင်းအောင်လေနဲ့ပေါ်ပြီးကြံနေတယ်တကယ်လို့များဗိုလ်ချုပ်ထွန်းမြတ်နိုင်သာတရုတ်ပြည်ကိုသွားမယ်ဆိုလို့ရှိရင်ငင်းချမ်းရေးသွားဆွေးနွေးမယ်ဆိုလို့ရှိရင်တေးကြတယ်တရုတ်ကပြန်မလှုပ်ဘူးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဖမ်းထားမှာဖြစ်တယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်လိုမျိုးတော်လာရေးတက်နုံနေတဲ့ဗိုလ်ချုပ်တယောက်ကိုမပြောနဲ့နောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ချမ်းမြောက်ကဖုန်ကြရှင်ကိုတောင်မှပဲငင်းချမ်းရေးဆွေးနွေးမယ်ဆိုပြီးတော့ခေါ်ထားတာအခြေချောင်းနဲ့ထားတာအခုထိပြန်မလွတ်သေးဘူးအဲ့တော့တေးချတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုခေါ်သွားရင်လည်းသူတို့ဒီတိုက်ပဲလုံးမှာအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုမသွားပါနဲ့လို့ပဲကျွန်တော်တို့ကတောက်ဆိုရှင်တာပါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းအနေနဲ့ကလည်းသွားမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဦးနောက်ရှိတယ်ခေါင်းရှိတယ်ပြီးရင်တရုတ်နဲ့အချုပ်ချက်ကင်းတယ်တရုတ်ထောက်ပံ့ထားတာဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာဘာမှမရှိဘူးအေးတတ်တော်မှာဘာမှမရှိဘူးအကုန်ကြီးလည်းမတောက်ထားတဲ့အတွက်ဘာမှဆွေးနွေးစရာလည်းမလိုဘူးအဲ့ဒီအတွက်ကျွန်တော်တို့အရေးတော်ပုံအော်ဖို့ကလက်တကမ်းမှာရောက်နေပြီဆိုတာဒါတွေဟာတက်တယ်ပဲတရုတ်ကလည်းဘာမှလုပ်လို့မရဘူးကိုယ်နိုင်ငံမှာကိုယ်နေပြီးတော့ကိုယ်နိုင်ငံရဲ့အချုပ်ချာအာဏာကိုမိမိပြည်သူလူထုတွေတာပိုင်တယ်အဲ့ဒီတော့လောက်ပဲခွင့်ရှိတယ်တရားမဝင်ဝယ်ရောက်နေတဲ့တရုတ်လူမျိုးတွေကိုလည်းဖမ်းဆီးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရသာအစိုးရနဲ့ပြည်သူလူထုအစိုးရနဲ့လက်မှတ်ထိုးပြီးတော့အလုပ်လာလုပ်တာမဟုတ်ဘူးမင်းအောင်လိုက်နဲ့လက်ဝါးကြီးရိတ်ပြီးတော့ခေါင်းသွေးစုပ်အများထုတ်နေတဲ့တရုတ်နိုင်ငံဖြစ်တယ်အဲ့ဒီတော့တရားမဝင်ဝယ်ရောက်နေတဲ့တရုတ်လူမျိုးတွေအားလုံးကိုကျွန်တော်တို့ဖမ်းလို့ရတယ်စီမံကိန်းတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုသဘောတူညီချက်မပါဘဲနဲ့လှုပ်ထတာဖြစ်တဲ့အတွက်အချိန်မရွေးပိတ်ပင်လို့ရတယ်ဆိုတာဒီဗီဒီယိုနဲ့အတိလာပေးတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်တွေက အရေးကြီးတာဖြစ်တဲ့အတွက်တယောက်တစ်ခေါက်လောက်ဝိုက်ရှစ်ပေးပါကျေးဇူးတင်ပါတယ်